မင်္ဂလာပါပန်တဝမ်မြန်မာကနေကြိုဆိုပါရစေဒီနေ့မှာတော့ THEF အာကာရေးသားထားတဲ့နာမည်ကျော်စာအုပ်တစ်အုပ်ဖြစ်တဲ့ Secret of the Millionaire Mind စာအုပ်ထဲကငွေကြေးအောင်မြင်မှုဟာငွေရပါမဟုတ်ပဲကိုယ်ပိုင် Financial Blueprint ကိုပြောင်းလဲနိုင်တာဖြစ်ကြောင်းချမ်းသာသူတွေရဲ့တွေးခေါ်ပုံ18မျိုးကိုဖော်ပြထားတဲ့အထက်ကအဓိကကျတဲ့ Mindset 10ခုကိုထုတ်လုပ်ပြီး Bold Summary အဖြစ်အနည်းချုပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူတစ်ယောက်ချမ်းသာလာဖို့အတွက်ဘာတွေလိုအပ်မယ်လို့သင်ထင်ပါသလဲပညာအရန်တက်ဖို့လားဉာဏ်ကောင်းဖို့လားဝင်ငွေကောင်းတဲ့အလုပ်တစ်ခုရဖို့လားဒါမှမဟုတ်ကံကောင်းဖို့လား THEF အကာရေးသားထားတဲ့ Secret of the Millionaire Mind စာအုပ်ကတော့ငွေကြေးအောင်မြင်မှုကိုဆုံးဖြတ်ပေးနေတဲ့အရာဟာဒီအချက်တွေထက်ပိုနက်ရှိုင်းတယ်လို့ဆိုပါတယ်အဲ့ဒါကတော့သင်ရဲ့ Money Mindset ပါတနည်းအားဖြင့်သင်စိတ်ထဲမှာရှိနေတဲ့ Financial Blueprint ပါပဲလူတိုင်းရဲ့ Subconscious Mind ထဲမှာငွေကြေးနဲ့ပတ်သက်တဲ့ပုံစံတစ်ခုရှိနေပါတယ်ငွေဆိုတာဘာလဲချမ်းသာတဲ့သူတွေကဘယ်လိုလူတွေလဲငွေအများကြီးရှာတာကောင်းသလားမကောင်းဘူးလားကိုကရောချမ်းသာဖို့ထိုက်တန်သလားငွေရှာဖို့ဆိုရင်ခက်ခဲပင်ပန်းရမလားဒီလိုယုံကြည်ချက်တွေကိုကျွန်တော်တို့ကမွေးလာကလေးကသိလာတာမဟုတ်ပါဘူးငယ်စဉ်ဘဝကလေးကမိဘတွေစီကကြားခဲ့ရတဲ့စကားတွေပတ်ဝန်းကျင်မှာမြင်ခဲ့ရတဲ့အရာတွေကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ငွေကြေးအတွေ့အကြုံတွေကနေတဖြည်းဖြည်းစူးစီးလာခဲ့တာပါအချိန်ကြာလာတဲ့မြဒီယုံကြည်ချက်တွေဟာကျွန်တော်တို့မသိလိုက်ခင်မှာပဲ Subconscious Mind တွေက Financial Blueprint တစ်ခုဖြစ်လာပါတယ်ပြီးတော့ဒီ Blueprint ကပဲငွေကြေးနဲ့ပတ်သက်လာရင်ဘယ်လိုတွေးမလဲဘယ်လိုဆုံးဖြတ်မလဲဘယ်လိုလှုပ်ဆောင်မလဲဆိုတာကိုနောက်ွယ်ကနေလွှမ်းမိုးနေပါတယ်ဒါကြောင့်အကာရဲ့အမြင်အရဝင်ငွေတိုးလာရုံနဲ့ချမ်းသာသွားမယ်လို့မဆိုနိုင်ပါဘူးခွင့်ရေးကောင်းတစ်ခုရလာရုံနဲ့လည်းမလုံလောက်ပါဘူးကိုယ့်ရဲ့အတွင်းစိတ်ထဲက Financial Blueprint ကိုမပြောင်းလဲနိုင်သေးသေးပြင်ပကအခြေအနေတွေပြောင်းလဲသွားရင်တော့နောက်ဆုံးမှအရင်နေရာကိုပြန်ရောက်သွားနိုင်ပါတယ်ဒါဆိုဒီ Blueprint ကိုပြောင်းလို့ရပါသလားအကာကတော့ပြောင်းလို့ရတယ်လို့ဆိုပါတယ်အဲ့ဒီအတွက် Awareness သတိပြုမိခြင်းကို့မှာငွေကြေးနဲ့ပတ်သက်ပြီးဘယ်လိုယုံကြည်ချက်တွေရှိနေလဲဆိုတာအရင်ဆုံးသတိပြုမိရပါမယ်ပြီးတော့ Understanding နားလည်ခြင်းဒီယုံကြည်ချက်တွေဘယ်ကနေရောက်လာခဲ့တာလဲဆိုတာပြန်လည်နားလည်ရပါမယ်နောက်တစ်ဆင့်က Disassociation ခွဲထွက်ကြည့်ခြင်းကိုယုံကြည်လာခဲ့တဲ့အရာတိုင်းဟာအမှန်တရားမဟုတ်ဘူးဆိုတာကိုသဘောပေါက်ပြီးအဲ့ဒီအယူဆတွေနဲ့ကိုခွဲထွက်ကြည့်ရပါမယ်နောက်ဆုံးမှာတော့ Reconditioning ပြန်လည်ပုံသွင်းခြင်းကိုယ့်ရဲ့အဟောင်း Money Mindset ကိုချမ်းသာမှုအတွက်အထောက်အကူဖြစ်စေမဲ့အတွေးပုံစံအသစ်တွေနဲ့ပြန်လည်တည်ဆောက်ရမှာဖြစ်ပါတယ်ဒီလိုအတွင်းစိတ်တွေကငွေကြေးအတွေးပုံစံကိုပြောင်းလဲနိုင်ဖို့အတွက်အကာကချမ်းသာသူတွေနဲ့ဆင်းရဲသူအလဲလဲတန်းစားတွေရဲ့အတွေးပုံစံနဲ့လှုပ်ဆောင်ပုံကွာခြားချက်တွေကို Wealth Fine ဖြစ်ခွဲခြားပြထားပါတယ်Number 1 Rich people believe I create my life ချမ်းသာသူတွေကငါဘဝကိုငါဖန်တီးတယ်လို့ယုံကြည်ကြပါတယ်ဆင်းရဲသူတွေကတော့ဘဝကငါ့ကိုဖြစ်စေတယ်လို့ယုံကြည်တတ်ကြပါတယ်ဒီချက်ဟာ Wealth Fine အားလုံးရဲ့အခြေခံအုတ်မြစ်လို့တောင်ပြောလို့ရပါတယ်ချမ်းသာတဲ့ mindset ရှိသူတွေဟာကိုယ့်ရဲ့လက်ရှိငွေကြေးအခြေအနေအတွက်ကိုယ်တိုင်တာဝန်ယူကြပါတယ်ရလက်ကောင်းရင်လည်းကိုယ့်ရဲ့ရွေးချယ်မှုနဲ့လှုပ်ဆောင်မှုတွေကြောင့်ဖြစ်တယ်လို့လက်ခံတယ်ရလက်မကောင်းရင်လည်းတခြားသူတွေကိုအပြစ်ပုံချမဲ့အစားငါဘာပြောင်းလဲနိုင်မလဲဆိုတာကိုစဉ်းစားတယ်ဆင်းရဲသူနဲ့လဲလဲတန်းစား mindset မှာတော့အကာက Victim Mentality လို့ခေါ်တဲ့အတွေးပုံစံတစ်ခုရှိတတ်တယ်လို့ဆိုပါတယ်ဒီအတွေးပုံစံကိုအဓိကအားဖြင့်၃မျိုးနဲ့မြင်တွေ့နိုင်ပါတယ်ပထမတစ်ခုကအပြစ်ပုံချခြင်းပါစီးပွားရေးမကောင်းလို့အစိုးရကြောင့်အလုပ်ကံကြောင့်ကံမကောင်းလို့တခြားသူတယောက်ကြောင့်ကိုယ့်ရဲ့ငွေကြေးပြဿနာကိုကလွဲပြီးတခြားအရာတွေပေါ်ပုံချလိုက်တာပါဒုတိယတစ်ခုကကိုခုခံခြေပါခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်မှားတွေအားနည်းချက်တွေကိုရင်ဆိုင်လက်ခံမဲ့အစားအကြောင်းပြချက်တွေနဲ့ဖုံးကွယ်လိုက်တာပါတတိယတစ်ခုကတော့အမြဲတမ်းညှဉ်းညူနေခြင်းဖြစ်ပါတယ်အကာရဲ့အမြင်အရဒီ၃မျိုးတည်းကတစ်ခုခုကိုအမြဲလုံးနေတဲ့၍ကိုယ့်ဘဝကိုထိန်းချုပ်နိုင်တဲ့နေရာမှာရပ်တည်ဖို့ခက်ခဲနေပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ဘဝမှာဖြစ်ပျက်နေတဲ့အရာတွေအတွက်ကိုကဘာမှမလုပ်နိုင်ဘူးလို့ယုံကြည်လိုက်တဲ့အချိန်မှာကိုယ့်ဘဝကိုပြောင်းလဲနိုင်တဲ့အာဏာကိုလည်းတခြားသူတွေစီပေးလိုက်သလိုဖြစ်သွားလို့ပါပဲ။ဒါကြောင့်ပထမဆုံးပြောင်းလဲရမယ့် Money Mindset ကငါဘဝကိုငါဖန်တီးတယ်ဆိုတဲ့တာဝန်ယူမှုပါ။ဒီအတွေးပုံစံကနေဒုတိယ Wealth Fine ကိုဆက်ကြည့်ရအောင်။ Number 2 Rich people play the money game to win
ချမ်းသာသူတွေကငွေရှာခင်းကိုအနိုင်ရဖို့ကစားကြပါတယ်ဆင်းရဲသူတွေကတော့ဒုက္ခမရောက်ဖို့လောက်ပဲကစားကြပါတယ်ဒီနှစ်ခုကြောင့်မှအလွန်ကြီးမားတဲ့ကွာခြားချက်ရှိပါတယ်လူတစ်ယောက်ရဲ့ပန်းတိုင်ကငါအစဉ်ပြေုံလောက်ဆိုရပြီစားဝင်နေအစဉ်ပြေရပြီမပြက်လက်ရပြီဆိုတာမျိုးဖြစ်နေမယ်ဆိုရင်သူ့ရဲ့ဆုံးဖြတ်ချက်တွေကလည်းအဲ့ဒီအဆင့်နဲ့ကိုက်ညီသွားပါလိမ့်မယ်ဒါပေမဲ့ချမ်းသာတဲ့ mindset ရှိသူတွေကအနက်ကိုပဲပန်းတိုင်မထားကြပါဘူးသူတို့ရဲ့ပန်းတိုင်က wealth ကြွယ်ဝမှုဖြစ်ပါတယ်ဆင်းရဲသူနဲ့လဲလဲတန်းစားတွေအတွက်လုံခြုံရေးနဲ့ဘေးကင်းရေးကအဓိကဖြစ်တတ်ပါတယ်အဲဒါကြောင့်စွန့်စားမှုတွေကိုရှောင်တယ်ရင်းနှီးမြှုပ်နှံမှုတွေကိုကြောက်တယ်အသစ်တစ်ခုစမ်းသပ်ဖို့တွန်းဆုတ်တယ်အကာရဲ့အမြင်ရတော့ကိုထားတဲ့ပန်းတိုင်ကကိုထုတ်သုံးမဲ့စွမ်းအားနဲ့ဖန်တီးနိုင်စွမ်းပေါ်တက်ရောက်မှုရှိပါတယ်ပန်းတိုင်ကိုကန့်သတ်ထားရင်ကိုယ့်ရဲ့ဖြစ်နိုင်ခြေကိုပါကန့်သတ်လိုက်သလိုဖြစ်နိုင်ပါတယ်ဒါကြောင့်မရှုံးဖို့ကစားနေရလားဒါမှမဟုတ်အနိုင်ရဖို့ကစားနေရလားဒီမေးခွန်းကကိုယ့်ရဲ့ money mindset ကိုပြန်စစ်ကြည့်ဖို့အရေးကြီးတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ် Number 3 Rich people are committed to being rich ချမ်းသာသူတွေကချမ်းသာဖို့ကတိကဝတ်ပြုကြပါတယ်ဆင်းရဲသူတွေကတော့ချမ်းသာခြင်းတယ်လို့ဆန္ဒရှိကြပါတယ်ဒီနေရာမှာချမ်းသာခြင်းတယ်ဆိုတာနဲ့ချမ်းသာဖို့ကတိကဝတ်ပြုထားတယ်ဆိုတာမတူပါဘူးအကာကဒီအခြေအနေကိုအဆင့်3ဆင့်ခွဲပြပါတယ်ပထမအဆင့်က wanting လိုချင်ခြင်းငါချမ်းသာခြင်းတယ်ဒါကဆန္ဒတစ်ခုပါဒုတိယအဆင့်က choosing ရွေးချယ်ခြင်းငါချမ်းသာဖို့ရွေးချယ်လိုက်ပြီဒါကဆုံးဖြတ်ချက်တစ်ခုဖြစ်လာပါတယ်ဒါပေမဲ့တကယ်အရေးကြီးဆုံးကတတိယအဆင့် committing ကတိကဝတ်ပြုခြင်းပါဂတိကဝတ်ပြုတယ်ဆိုတာလမ်းမှာအခက်အခဲတွေရှိလာရင်လည်းရပ်မသွားဘူးအတားအဆီးတွေကြုံလာရင်လည်းလမ်းလွဲမသွားဘူးလိုအပ်ရင်နီးလန်းအသစ်ရှာမယ်တင်ယူရမယ်ဆိုရင်တင်ယူမယ်ပြင်ဆင်ရမယ်ဆိုရင်ပြင်ဆင်မယ်ကိုသွားခြင်းနဲ့ပန်းတိုင်းကိုရောက်ဖို့အပြည့်အဝရင်ဆိုင်ဖြည့်ရှင်းမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုဖြစ်ပါတယ်လူတော်တော်များများကချမ်းသာခြင်းကြပါတယ်ဒါပေမဲ့အခက်အခဲစတွေ့တဲ့အချိန်မှာလက်လျှော့လိုက်ကြတယ်အဲ့ဒီအချိန်မှာပဲဆန္ဒရှိခြင်းနဲ့ဂတိကဝတ်ပြုခြင်းတို့ရဲ့ကွာခြားချက်ပေါ်လာပါတယ်ချမ်းသာတဲ့ mindset ရှိသူတွေအတွက်အခက်အခဲတစ်ခုဟာရက်လိုက်ဖို့အကြောင်းပြချက်မဟုတ်ပါဘူးဖြည့်ရှင်းနည်းတစ်ခုရှားမဲ့ပြဿနာတစ်ခုသာဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့မေးခွန်းတစ်ခုရှိလာပါတယ်ကိုဘယ်လောက်ထိကြီးကြီးမားမားတွေးရသလဲဘာကြောင့်လူတချို့ကကိုယ့်အတွက်ပဲအလုပ်လုပ်နေချိန်မှာတချို့ကလူအများအတွက်တန်ဖိုးဖန်တီးပေးနိုင်တဲ့လုပ်ငန်းတွေကိုတည်ဆောက်နိုင်ကြရလဲ Number 4 Rich people think big ချမ်းသာသူတွေကကြီးကြီးမားမားတွေးကြပါတယ်ဆင်းရဲသူတွေကတော့တေးသေးငယ်ငယ်ပဲတွေးကြပါတယ်ဒီချက်ကိုရှင်းပြတဲ့နေရာမှာအကာက law of income ဆိုတဲ့သဘောတရားတစ်ခုကိုမိတ်ဆက်ပေးပါတယ်ဒီသဘောတရားအရလူတစ်ယောက်ရရှိနိုင်တဲ့ဝင်ငွေဟာဈေးကွက်ထဲမှာသူဖန်တီးပေးနိုင်တဲ့တန်ဖိုးပမာဏနဲ့ဆက်ဆက်နေပါတယ်တနည်းအားဖြင့်လူနည်းနည်းအတွက်ပဲတန်ဖိုးဖန်တီးပေးနိုင်ရင်ရရှိနိုင်တဲ့အကျိုးမြတ်ကလည်းအတိုင်းအတာတစ်ခုအတွင်းမှာပဲရှိနိုင်ပါတယ်ဒါပေမဲ့လူအများကြီးအတွက်တန်ဖိုးဖန်တီးပေးနိုင်မယ်လူအများကြီးရဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ်ဆိုရင်ကိုရရှိနိုင်တဲ့ဝင်ငွေနဲ့အခွင့်အလမ်းတွေရဲ့အတိုင်းအတာကလည်းပုံမကြီးမားလာနိုင်ပါတယ်ဥပမာလူ10ယောက်အတွက်ပြဿနာတစ်ခုကိုဖြေရှင်းပေးနိုင်တဲ့သူနဲ့လူ1000အတွက်အဲ့ဒီပြဿနာကိုဖြေရှင်းပေးနိုင်တဲ့သူတို့ရဲ့တက်ရောက်မှုကတူမှာမဟုတ်ပါဘူးဒီနေရာမှာအဓိကငါဘယ်လောက်ရနိုင်မလဲဆိုတဲ့မေးခွန်းတစ်ခုတည်းမဟုတ်ပါဘူးငါဘယ်လောက်များများတန်ဖိုးဖန်တီးပေးနိုင်မလဲဆိုတဲ့မေးခွန်းလည်းဖြစ်ပါတယ်ချမ်းသာတဲ့ mindset ရှိသူတွေကဒီလိုအတိုင်းအတာနဲ့တွေးတတ်ကြပါတယ်ပိုကြီးရဲ့ပြဿနာတွေကိုဖြေရှင်းဖို့စဉ်းစားတယ်ပိုကြီးတဲ့ project တွေကိုလုပ်ဖို့စဉ်းစားတယ်ပိုများတဲ့လူတွေစီကိုတန်ဖိုးရောက်ရှိအောင်ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားတယ်ဒါပေမဲ့သေးငယ်တဲ့ mindset ကတော့ကိုအစကတည်းကကန့်သက်ထားတတ်ပါတယ်ငါကဒီလောက်ပဲလုပ်နိုင်မှာပါငါအတွက်ဒီလောက်ဆိုတော်ပါပြီဒီထက်ကြီးတဲ့အရာကိုငါလုပ်နိုင်မှာမဟုတ်ပါဘူးဒီလိုအတွေးတွေဟာပြင်ပကလူတစ်ယောက်ကကိုယ့်ကိုကန့်သက်ထားတာမဟုတ်ပါဘူးကိုယ်တိုင်ကကိုယ့်ရဲ့ဖြစ်နိုင်ခြေကိုကန့်သက်ထားတာပါဒါကြောင့်အကာကကျွန်တော်တို့ကိုမေးခွန်းတစ်ခုပြန်မေးခိုင်းပါတယ်ကိုလုပ်နေတဲ့အရာကိုပိုကြီးတဲ့အတိုင်းအတာနဲ့ဘယ်လိုလုပ်နိုင်မလဲလူပိုများများအတွက်တန်ဖိုးဘယ်လိုဖန်တီးပေးနိုင်မလဲပြဿနာပိုကြီးတာတွေကိုဖြေရှင်းနိုင်ဖို့ကိုဘာတွေသင်ယူဖို့လိုမလဲဒီလိုစဉ်းစားလာတဲ့အခါချမ်းသာခြင်းဆိုတာပိုယူခြင်းတစ်ခုတည်းမဟုတ်တော့ပါဘူးပိုပြီးတန်ဖိုးဖန်တီးပေးနိုင်ခြင်းနဲ့လည်းဆက်ဆက်လာပါတယ် Number 5
Rich people admire other rich and successful people ချမ်းသာသူတွေကချမ်းသာသူတွေနဲ့အောင်မြင်သူတွေကိုချီးကျူးလေးစားကြပါတယ်ဆင်းရဲတဲ့ mindset ရှိသူတွေကတော့သူတို့အပေါ်မနာလိုတာအပြစ်မြင်တာဂုဏ်ညင်းတာမျိုးဖြစ်တတ်ပါတယ်လူတစ်ယောက်အောင်မြင်သွားတဲ့အခါသူကကံကောင်းလို့ပါပတ်စံရှိတဲ့သူတွေကဒီလိုပါပဲဒီလောက်ချမ်းသာဖို့တခုခုတော့လှုပ်ထားမှာပဲဆိုပြီးအလိုလျောက်အပြစ်မြင်မိတတ်ပါတယ်ဒီလိုအတွေးတွေကိုတာမန်အတွေးလေးတွေလို့ထင်ရနိုင်ပေမဲ့အကာရဲ့အမြင်မှာတော့ဒါဟာကိုယ့်ရဲ့ money mindset အတွက်အရေးကြီးပါတယ်သူက Hawaiian Huna philosophy တွေကသဘောတရားတစ်ခုကိုယူပြီး bless what you want ကိုလိုချင်တဲ့အရာကိုကောင်းကြီးပေးပါလို့ရှင်းပြပါတယ်။ဒိဗေကရိုးရှင်းပါတယ်။ကိုယ်တိုင်ချမ်းသာခြင်းနဲ့ဒါပေမဲ့ချမ်းသာတဲ့သူတွေကိုမြင်တိုင်းမုန်းတယ်။သူတို့ရဲ့အောင်မြင်မှုကိုမနာလိုဖြစ်တယ်။သူတို့ကိုအပြစ်မြင်နေဆိုရင်ကိုယ့်ရဲ့ subconscious mind ထဲမှာချမ်းသာခြင်းကိုမကောင်းတဲ့အရာတစ်ခုနဲ့ချိတ်ဆက်နေမိနိုင်ပါတယ်။တစ်ဖက်မှာငါချမ်းသာခြင်းတယ်လို့ပြောနေပြီးနောက်တစ်ဖက်မှာချမ်းသာတဲ့သူတွေကိုငါမကြိုက်ဘူးလို့စိတ်ထဲမှာခံစားနေရင်ကိုယ့်ရဲ့စိတ်နှစ်ခုကစမ်းကျင်ဘက်ကိုဆွဲနေတယ်လို့ဖြစ်လာပါတယ်။ဒါကြောင့်တခြားသူတယောက်အောင်မြင်သွားတဲ့အခါသူ့ရဲ့အောင်မြင်မှုကိုကိုယ့်ရဲ့ကြာရှုံးမှုတစ်ခုလိုမြင်မဲ့အစားကိုတင်ယူနိုင်တဲ့သက်သေတစ်ခုလိုကြည့်နိုင်ပါတယ်။သူဘာတွေလုပ်ခဲ့လို့ဒီနေရာရောက်လာတာလဲ။သူ့စီကငါဘာတင်ယူနိုင်မလဲ။သူလုံးနိုင်တယ်ဆိုရင်ငါအတွက်ရောဘာတွေဖြစ်နိုင်မလဲ။ဆိုတဲ့အတွေးကိုပြောင်းကြည့်နိုင်ပါတယ်။တခြားသူရဲ့အောင်မြင်မှုဟာကိုယ့်အတွက်ဆုံးရှုံးမှုတစ်ခုမဟုတ်ပါဘူး။အောင်မြင်မှုဆိုတာဖြစ်နိုင်တယ်ဆိုတဲ့သက်သေတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဒီလိုစိတ်နေသဘောထားကိုပြောင်းနိုင်လာတဲ့အခါချမ်းသာမှုနဲ့အောင်မြင်မှုပေါ်ကိုယ့်ရဲ့အတွင်းစိတ်ကဆက်ဆံပုံဟာတဖြည်းဖြည်းပြောင်းလဲလာနိုင်ပါတယ်။ဒါပေမဲ့အောင်မြင်မှုကိုကြိုးစားတဲ့လမ်းမှာတစ်ခုကတော့ရှောင်လွဲလို့မရပါဘူး။အဲ့ဒါကပြဿနာတွေပါ။ငွေများလာရင်ပြဿနာမရှိတော့ဘူးလား။လုပ်ငန်းအောင်မြင်သွားရင်ခက်ခဲတွေကုန်သွားမလား။အကာရဲ့အဖြေကတော့မဟုတ်ပါဘူး။နံပါတ် 6 Rich people are bigger than their problem ချမ်းသာသူတွေကသူတို့ရဲ့ပြဿနာတွေထက်ပိုကြီးကြပါတယ်ဆင်းရဲတဲ့ mindset ရှိသူတွေကတော့သူတို့ရဲ့ပြဿနာတွေထက်ပိုသေးနေတတ်ကြပါတယ်ဒီအယူဆကအရန်အရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့လူတော်တော်များများကဒီပြဿနာသာမရှိရင်ငါအဆင်ပြေမှာပါဒီအခက်အခဲတွေကုန်သွားရင်ငါစလုပ်မယ်လို့တွေးတတ်ကြပါတယ်ဒါပေမဲ့ဘဝမှာပြဿနာတွေကလုံးဝကုန်သွားမယ့်အရာမဟုတ်ပါဘူးဒီနေ့မှာကိုဖြေရှင်းနေရတဲ့ပြဿနာတစ်ခုရှိမယ်မနေ့ပြန်မှာပိုကြီးတဲ့အခွင့်အရေးတစ်ခုရလာရင်ပိုကြီးတဲ့ပြဿနာအသစ်တစ်ခုလည်းရှိလာနိုင်ပါတယ်ဒါကြောင့်မေးရမယ့်မေးခွန်းကပြဿနာတွေကိုဘယ်လိုပြောင်းအောင်လုပ်မလဲဆိုတာမဟုတ်တော့ပါဘူးဒီပြဿနာတွေကိုကင်တွယ်နိုင်တဲ့လူတစ်ယောက်ဖြစ်လာအောင်ငါကူငါဘယ်လိုဖွင့်ပြမလဲဆိုတာဖြစ်လာပါတယ်ဥပမာကိုယ့်ရဲ့စွမ်းရည်က level 2မှာရှိနေပြီးကိုရင်ဆိုင်နေရတဲ့ပြဿနာက level 5ဖြစ်နေတယ်ဆိုရင်အဲ့ဒီပြဿနာဟာအလွန်ကြီးမားသလိုခံစားရပါလိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့စွမ်းရည်အတွေ့အကြုံအသိပညာနဲ့စိတ်ဓာတ်ကို level 8အထိမြင့်တင်နိုင်ခဲ့မယ်ဆိုရင်အရင်က level 5ပြဿနာဟာအရင်လောက်ကြီးမားနေတော့မှာမဟုတ်ပါဘူးပြဿနာကတီးသွားတာမဟုတ်ပါဘူးကိုကပိုကြီးလာတာပါဒါအကာပြောချင်တဲ့အဓိကအချက်ဖြစ်ပါတယ်ချမ်းသာတဲ့ mindset ရှိသူတွေကပြဿနာတစ်ခုကိုတွေးတဲ့အခါဒါကြီးကကြောက်စရာကောင်းလိုက်တာလို့ပဲမကြည့်ကြပါဘူးဒီအရာကိုကင်တွင်နိုင်မှုငါဘာတွေသင်ယူရမလဲငါရဲ့ဘယ်စွမ်းရည်ကိုတိုးတက်အောင်လုပ်ရမလဲဆိုတာကိုစဉ်းစားတတ်ကြပါတယ်ပြဿနာကိုရှောင်ဖို့ထက်ကိုဖွင့်ပြဖို့အာရုံစိုက်ကြပါတယ်နံပါတ် 7 Rich people are excellent receivers ချမ်းသာသူတွေကဂုဏ်ယူစွာလက်ခံနိုင်ကြပါတယ်ဆင်းရဲတဲ့ mindset ရှိသူတွေကတော့လက်ခံနိုင်စွမ်းနည်းပါးတတ်ကြပါတယ်အကာရဲ့အမြင်အရလက်ခံနိုင်စွမ်းနည်းပါးခြင်းဟာငွေကြေးအောင်မြင်မှုကိုတားဆီးနိုင်တဲ့အကြီးမားဆုံးအတားအဆီးတွေထဲကတစ်ခုဖြစ်နိုင်ပါတယ်ဒီလိုလက်မခံနိုင်ခြင်းရဲ့နောက်ွယ်မှာငါမထိုက်တန်ဘူးဆိုတဲ့အတွင်းစိတ်ယုံကြည်ချက်ရှိနေတတ်ပါတယ်ဒီယုံကြည်ချက်ဟာလည်းအခုမှရုတ်တရက်ပေါ်လာတာမဟုတ်ပါဘူးငယ်စဉ်ကတည်းကကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကြားခဲ့ရတဲ့စကားတွေကနေတဖြည်းဖြည်းတိဆောက်လာနိုင်ပါတယ်ချိန်ကြာလာတဲ့အခါငါကကောင်းမွန်တဲ့အရာတွေရရှိဖို့မထိုက်တန်ဘူးဆိုတဲ့အတွေးကsubconscious mind ထဲမှာနေရာယူသွားနိုင်ပါတယ်ပြဿနာကဒီအတွေးဟာငွေကြေးနဲ့ပတ်သက်လာတဲ့အခါမှာလဲပေါ်လာနိုင်တာပါခွင့်ရေးကောင်းတစ်ခုရောက်လာတယ်ဒါပေမဲ့ကိုယ်တိုင်ပြန်တွန်းထုတ်လိုက်တယ်တယောက်ယောက်ကကိုယ့်ရဲ့လှုပ်ဆောင်မှုကိုအတိမတ်ပြုတယ်ဒါပေမဲ့ကိုယ်တိုင်ကတန်ဖိုးမထားဘူးကြည်ကျူးခံရတယ်ဒါပေမဲ့ချက်ချင်းညင်းလိုက်တယ်ဒီလိုလုံနေခြင်းက
ကိုယ်တိုင်ရရှိလာတဲ့အရာတွေကိုအပြည့်အဝလက်ခံဖို့ခက်ခဲနေတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်ဒီနေရာမှာအကာပြောတဲ့အရေးကြီးတဲ့အချက်တစ်ခုကပေးခြင်းနဲ့လက်ခံခြင်းဟာဟန်ချက်ညီဖို့လိုပါတယ်ပေးကမ်းခြင်းကကောင်းပါတယ်တခြားသူတွေအတွက်တန်ဖိုးဖန်တီးပေးရလဲကောင်းပါတယ်ဒါပေမဲ့ပေးတဲ့ယုံနဲ့မလုံလောက်ပါဘူးကိုဖန်တီးပေးခဲ့တဲ့တန်ဖိုးအတွက်ပြန်လည်ရရှိလာတဲ့အရာတွေကိုလည်းလက်ခံတတ်ဖို့လိုပါတယ်ကြည်ကျိုးမှုတစ်ခုရလာရင်ငင်းပယ်လိုက်မဲ့အစားကျေးဇူးတင်စွာလက်ခံနိုင်ပါတယ်ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုရောက်လာရင်ဒါငါနဲ့မထိုက်တန်ဘူးလို့ပြန်တွန်းထုတ်မဲ့အစားကိုရရှိထားတဲ့အခွင့်အရေးကိုဂုဏ်ယူစွာလက်ခံနိုင်ပါတယ်အကာရဲ့အမြင်အရဒီလိုလက်ခံတတ်လာခြင်းဟာသက်ကွန်းရှက်မိုင်းကိုပုံမရရှိနိုင်ဖို့ဖွင့်ပေးလိုက်တာနဲ့တူပါတယ်တနည်းအားဖြင့်ငါပေးနိုင်သလိုငါလေးလက်ခံနိုင်တယ်ဆိုတဲ့အတွေးပုံစံကိုတိဆောက်တာပါဒီချက်ကငွေကြေးတစ်ခုတည်းနဲ့ပဲမသက်ဆိုင်ပါဘူးဖွင့်ရေးတွေချီးကျူးမှုတွေကောင်းမွန်တဲ့အရာတွေကိုပါကိုကလက်ခံနိုင်ဖို့လိုပါတယ်ဒါပေမဲ့ဒီနေရာမှာနောက်ထပ်ကန့်သက်ထားတဲ့အတွေးပုံစံတစ်ခုကိုတွေးလာရပါတယ်အဲ့ဒါကတစ်ခုရချင်တစ်ခုကိုစွန့်လွတ်ရမယ်ဆိုတဲ့အတွေးပါပဲနံပါတ်8 Rich people think both ချမ်းသာသူတွေကနှစ်ခုစလုံးရနိုင်တယ်လို့တွေးကြပါတယ်သင်ရတဲ့ mindset ရှိသူတွေကတော့တစ်ခုပဲရနိုင်တယ်လို့တွေးတတ်ကြပါတယ်ဘဝမှာဒီလိုရွေးချယ်ရတဲ့အခြေအနေတွေကိုကျွန်တော်တို့မကြာခဏတွေးရတတ်ပါတယ်ငွေကြေးလားပျော်ရွှင်မှုလားအလုပ်လားမိသားစုဘဝလားတစ်ခုကိုရွေးလိုက်ရင်နောက်တစ်ခုကိုမဖြစ်မနေစွန့်လို့ရမယ်လို့တွေးမိတတ်ပါတယ်ဒီလိုအတွေးပုံစံကို either or thinking လို့ခေါ်နိုင်ပါတယ်ဒါမှမဟုတ်ဟိုဟာတစ်ခုပဲရွေးရမယ်ဆိုတဲ့အတွေးပါပြဿနာကဒီလိုစတင်စဉ်းစားလိုက်တာနဲ့ဖြစ်နိုင်ခြေတချို့အစကတည်းကကိုယ်တိုင်ပိတ်ပြစ်လိုက်မိနိုင်ပါတယ်ဥပမာငွေရှာမလားပျော်ရွှင်တဲ့ဘဝကိုနေမလားလို့မေးလိုက်ရင်ရွေးချယ်စရာနှစ်ခုပဲကြံပါတော့တယ်ဒါပေမဲ့မေးခွန်းကိုပြောင်းကြည့်လိုက်မယ်ဆိုရင်ငွေကြေးအောင်မြင်မှုနဲ့ပျော်ရွှင်မှုနှစ်ခုစလုံးရနိုင်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းအသစ်တစ်ခုဖြစ်လာပါတယ်ဒီမေးခွန်းဟာအဖြေကိုချက်ချင်းပေးနိုင်ခြင်းမှပေးနိုင်ပါလိမ့်မယ်ဒါပေမဲ့အရေးကြီးတာကစဉ်းစားနိုင်တဲ့နေရာကိုချဲ့ပေးလိုက်တာပါအလားတူပဲအလုပ်အောင်မြင်မှုလားမိသားစုဘဝလားလို့ရွေးချယ်မဲ့အစားအလုပ်မှလည်းအောင်မြင်ပြီးမိသားစုဘဝကိုလည်းတန်ဖိုးထားနိုင်အောင်ဘယ်လိုစီမံမလဲလို့မေးနိုင်ပါတယ်အကာရဲ့အမြင်အရ either or thinking ဟာကန့်သက်ထားတဲ့အတွေးပုံစံတစ်ခုဖြစ်ပါတယ်အဲ့ဒီအစားနှစ်ခုစလုံးရနိုင်မဲ့နည်းလမ်းရှိသလားလို့စဉ်းစားခြင်းကဖြည့်ရှင်းနည်းအသစ်တွေကိုရှာတွေ့နိုင်ဖို့အခွင့်အရေးပိုပေးပါတယ်ဒီနေရာမှာအရေးကြီးတာကဘဝမှာအရာအလုံးကိုအမြဲတမ်းနှစ်ခုစလုံးရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးအစကတည်းကတစ်ခုပဲရနိုင်တယ်လို့ကိုယ့်ရဲ့အတွေးကိုမကန့်သက်လိုက်ဖို့ပါနံပါတ်9 Rich people act in spite of fear ချမ်းသာသူတွေကကြောက်ရွံ့မှုရှိနေတဲ့ကြားကလှုပ်ဆောင်ကြပါတယ်သင်ရတဲ့ mindset ရှိသူတွေကတော့ကြောက်ရွံ့မှုကြောင့်ရပ်တန့်သွားတတ်ကြပါတယ်ဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်ချမ်းသာတဲ့သူတွေမှာကြောက်ရွံ့မှုမရှိတာမဟုတ်ပါဘူးသူတို့လည်းစိုးရိမ်ကြပါတယ်မသေးချာမှုတွေရှိကြပါတယ်အမားလုံးမိမှာကြောက်တတ်ကြပါတယ်ဒါပေမဲ့ကွာခြားချက်ကကြောက်နေတဲ့ကြားကပဲလှုပ်ဆောင်နိုင်တာပါအကာကဒီယူဆကို comfort zone west zone ဆိုတဲ့ပုံစံနဲ့ရှင်းပြပါတယ်လူတစ်ယောက်ရဲ့ချမ်းသာနိုင်မှုအတိုင်းအတာဟာသူ့ရဲ့ comfort zone ဘယ်လောက်ကျယ်ဝန်းတယ်ဆိုတာနဲ့ဆက်ဆက်နေတယ်လို့ဆိုပါတယ် comfort zone ဆိုတာကိုအဆင်ပြေတဲ့နေရာကိုကျွမ်းကျင်ပြီးသားအရာကိုမကြောက်တဲ့အခြေအနေကိုအန္တရာယ်နည်းတယ်လို့ခံစားရတဲ့နေရာပါဒါပေမဲ့ပြဿနာကကိုတိုးတက်ချင်တဲ့ဆိုရင် comfort zone အပြင်ကိုတစ်ချိန်မဟုတ်တစ်ချိန်ထွက်ရမှာပါပဲအလုပ်အသစ်တစ်ခုကိုစလုပ်မယ်စီးပွားရေးတစ်ခုစမယ်ယင်းနှိမ့်မြုံနှံမှုတစ်ခုစမ်းမယ်လူအသစ်တွေနဲ့ဆက်ဆံမယ်အခွင့်အရေးသစ်တစ်ခုကိုလက်ခံမယ်ဒီလိုအရာတွေဟာအစာပိုင်းမှာမသေးချာမှုနဲ့ကြောက်ရွံ့မှုကိုဖြစ်စေတတ်ပါတယ်ဒါပေမဲ့အဲ့ဒီကြောက်ရွံ့မှုကိုရှောင်လိုက်တိုင်း comfort zone ကအရင်တိုင်းပဲကြံနေပါတယ်အဲ့ဒီစားကြောက်နေတဲ့ကြားကလှုပ်ဆောင်လိုက်တိုင်းကိုမလုံရဲခဲ့တဲ့အရာတစ်ခုကိုလုံနိုင်လာတယ်ကိုမသိခဲ့တဲ့အရာတစ်ခုကိုသိလာတယ်ကိုမကင်တွယ်နိုင်ခဲ့တဲ့အရာတစ်ခုကိုကင်တွယ်နိုင်လာတယ်အဲ့ဒီချိန်မှာ comfort zone ကတဖြည်းဖြည်းကျယ်လာပါတယ် comfort zone ကျယ်လာသလိုကိုလုံနိုင်တဲ့အရာတွေပိုများလာတယ်ကိုယူနိုင်တဲ့တာဝန်ပိုကြီးလာတယ်ကိုကင်တွယ်နိုင်တဲ့ပြဿနာတွေပိုကြီးလာတယ်ကိုရယူနိုင်တဲ့အခွင့်အရေးတွေလည်းပိုများလာနိုင်ပါတယ်ဒါကြောင့်ကြောက်ရွံ့မှုကိုဖယ်ရှားဖို့မဆောင်ပါနဲ့ကြောက်ရွံ့နေတဲ့ကြားကရှေ့ဆက်လှုပ်ဆောင်ဖို့သင်ယူပါနံပါတ်10 Rich people constantly learn and grow ချမ်းသာသူတွေကအမြဲသင်ယူပြီးဖွံ့ဖြိုးတိုးတက်နေကြပါတယ်
ဆင်းရဲတဲ့ mindset ရှိသူတွေကတော့ကိုတီးပြီးသားလို့ထင်တတ်ကြပါတယ်ဒီအချက်ကရန်ရိုးရှင်းပေမဲ့အရေးကြီးပါတယ်လူတစ်ယောက်ကငါတီးပြီးပြီလို့ထင်လိုက်တဲ့အချိန်မှာတင်ယုံမှုရပ်သွားနိုင်ပါတယ်တင်ယုံမှုရပ်သွားတဲ့အခါတိုးတက်မှုလည်းရပ်သွားနိုင်ပါတယ်အကာရဲ့အမြင်ရချမ်းသာဖို့အမြန်ဆုံးလမ်းကပတ်စံအရင်ရအောင်လိုက်ရှာတာတင်မဟုတ်ပါဘူးကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်ဖွံ့ဖြိုးခြင်းဖြစ်ပါတယ်ဒီအယူဆကိုသူက be do have ဆိုတဲ့အစီအစဉ်နဲ့ရှင်းပြပါတယ်လူအများစုကတော့ဒီအစီအစဉ်ကိုပြောင်းပြန်တွေးတတ်ကြပါတယ် have do be ငွေရှိမှကိုလုပ်ချင်တာလုပ်နိုင်မယ်ပြီးမှကိုဖြစ်ချင်တဲ့လူဖြစ်လာမယ်ဥပမာငွေအများကြီးရလာမှစီးပွားရေးတစ်ခုစမယ်ခွင့်ရေးရလာမှတင်ယူမယ်အောင်မြင်လာမှယုံကြည်မှုရှိလာမယ်ဒီလိုစဉ်းစားတတ်ကြပါတယ်အကာကတော့ဒီအစီအစဉ်ကိုပြောင်းရမယ်လို့ဆိုပါတယ်အရင်ဆုံး BEB ကိုဘယ်လိုလူဖြစ်လာဖို့လိုသလဲအောင်မြင်တဲ့လူတစ်ယောက်မှာဘယ်လို mindset ရှိသလဲဘယ်လိုစိတ်ဓာတ်ရှိသလဲဘယ်လိုအလေးကျင့်တွေရှိသလဲဘယ်လိုဘူးတုဒနဲ့ကျွမ်းကျင်မှုတွေလိုအပ်သလဲအဲ့ဒီအရာတွေကိုကိုယ်တိုင်စတင်ဖွံ့ဖြိုးရပါမယ်သင်ယူမယ်လေ့ကျင့်မယ်စိတ်ဓာတ်ကိုပြောင်းမယ်အလေးအကျင့်ကိုပြောင်းမယ်အတွေးပုံစံကိုပြောင်းမယ်ဒီလိုနဲ့ကိုယ်တိုင်ပြောင်းလဲလာတဲ့အခါနောက်တစ်ဆင့်က DO2 လိုအပ်တဲ့အရာကိုလှုပ်ဆောင်ခြင်း BEB ပြောင်းလာရင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေပြောင်းလာပါတယ်ကိုယ်လှုပ်ဆောင်တဲ့ပုံစံပြောင်းလာပါတယ်အခက်အခဲကိုရင်ဆိုင်တဲ့ပုံစံပြောင်းလာပါတယ်ခွင့်ရေးကိုမြင်တဲ့ပုံစံပြောင်းလာပါတယ်ကြောက်ရွံ့မှုကိုကင်တွယ်တဲ့ပုံစံလည်းပြောင်းလာပါတယ်ပြီးတော့အဲ့ဒီလှုပ်ဆောင်ချက်တွေကနောက်ဆုံးမှာ HAVE have ကိုလိုချင်တဲ့ရလဒ်ကိုရရှိလာစေခြင်းဒီတော့အဓိကအချက်ကကြည့်လာမှဖြစ်မယ်မဟုတ်ပါဘူးဖြစ်လာအောင်အရင်လုပ်ပါကိုဖြစ်ချင်တဲ့လူတစ်ယောက်ရဲ့အတွေးပုံစံလေ့ကျင့်တဲ့ကျွမ်းကျင်မှုတွေကိုစတင်တည်ဆောက်ပါပြီးမှအဲ့ဒီလူတစ်ယောက်လုပ်ရမယ့်အရာတွေကိုလုပ်ပါအဲ့ဒီနောက်မှာကိုလိုချင်တဲ့ရလဒ်တွေရလာနိုင်ပါတယ်ဒါဟာ be do have ပါပဲဒါကြောင့်ဒီစာအုပ်ကကျွန်တော်တို့ကိုပေးခြင်းတဲ့အကြီးမားဆုံးသတင်းစကားကိုအကြောင်းနဲ့ပြောရမယ်ဆိုရင်တင့်ရဲ့ငွေကြေးဘဝကိုပြောင်းခြင်းအရင်ဆုံးတင့်ရဲ့ငွေကြေးအတွေးပုံစံကိုပြောင်းပါအဲ့ဒီအတွက်ပထမဆုံးစတင်ရမယ့်နေရာကဘဏ်အကောင့်ထဲမှာပဲမဟုတ်ပါဘူးယင်းနှိမ့်မြုံနှံမှုတစ်ခုထဲမှာလည်းမဟုတ်ပါဘူးတင့်ရဲ့စိတ်ထဲမှာပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်